Hello မင်္ဂလာပါဒီနေ့တုတ်တန်ချန်အခန်းကြီး23တင်မှ35ကိုအတူတူလေ့လာကြည့်အောင်တုတ်တန်ချန်အခန်းကြီး23တင်မှ35မင်းနဲ့အတူထိုင်၍စားတော့အခါတင့်ရှိမှအဘယ်သူရှိသည်ကိုစစ်စစ်ဆင်ခြင်လော့တင်ဒီစာကျူတတ်တော်သူဖြစ်ရင်တင်ဤလေချောင်းကိုဓာနှင့်ရွယ်လော့ထိုမင်းခဲဘွဲ့စားဘွဲ့တို့ကိုအလိုမရှိနှင့်လှေစားတတ်သောအစာဖြစ်ငွေရတတ်ခြင်းကမကြိုးစားနှင့်ကိုညံကိုအမိမပြုနှင့်ဟုတ်လားတုတ်တန်ဆရာပြောထားတာဖြစ်ပါနော်ငွေရတက်ခြင်းကဘာဖြစ်လဲမကြိုးစားနဲ့ကိုညံကိုဘာဖြစ်လဲအမိမပြုတ်နဲ့လို့ပြောထားခြင်းပဲဖြစ်ပါတယ်နော်ပျောက်တတ်သောအရာကိုစစ်စစ်မျက်မှောက်ပြုတ်တင်တယ်လို့အကယ်စင်စစ်ရွှေလင်းသားသည်မိုးကောင်းကင်တို့ပြန်တတ်တကဲ့သို့ထိုအရာသည်အတောင်တို့ကိုလှုပ်၍ပြန်သွားတတ်၏တွေ့လားနော်ကိုရှာထားတဲ့အရာတွေအားလုံးကတွေ့လားဒီနေ့ကျရင်အဲ့လိုမျိုးပျောက်ဆုံးသွားမှာပဲဖြစ်ပါတယ်နော်မနာလူတော်သူ၏အစာကိုမစားနှင့်သူ၏ခဲဝဲစားဝဲကိုအလိုမရှိနှင့်သူသည်စိတ်ထင်သည့်အတိုင်းဖြစ်၏စားတော်တို့ဟုဆိုတော်လဲစေတနာစိတ်မရှိတင်သည်စားသောအစာကိုတဖန်အံရလိမ့်မည်တင်ချိုသောစကားလဲယိုရင်လိမ့်မည်မိုက်တော်သူကြောင်းအောင်စကားမပြောနဲ့တို့တာလူမိုက်တွေကြောင်းအောင်စကားမပြောနဲ့တဲ့လားလူမိုက်တွေရှေ့မှာစကားပြောလို့ရှိရင်တူတူတိတ်တိတ်ပြောဆိုရမှာဖြစ်ပါတယ်နော်တင်းစကား၌ပါသောပညာကိုမထီမဲ့မြင်ပြုလုပ်မိတာလူမိုက်ရှိမှကိုယ်တော့ပြောရခြင်းမှာလူမိုက်တွေကကိုယ့်ရဲ့စကားကိုမထီမဲ့မြင်မလေးမစားပြန်ပြီးမှတုတ်ပြတ်မှာပဲဖြစ်ပါတယ်နော်ဒါကိုခုနကြံပိုက်တွေကဆိုလိုထားခြင်းပဲဖြစ်ပါတယ်နော်အကြောင်းမူကားထိုသူတို့ကိုရွေးတော်မူသောသူသည်တကိုးကြီး၍တင့်တစ်ဖက်၌သူတို့အမှုကိုစောင့်တော်မူလိမ့်မည်ဆုံးမဩဝါဒ၌စိတ်နှလုံးဆွဲလန်း၍ပညာအသက်စကားကိုနားခံလော့သူငယ်ကိုမဆုံးမပဲမနေနှင့်ကြိတ်လွန်းနှင့်ရိုက်တော်လဲသူသည်မတည်ကြိတ်လွန်းနှင့်ရိုက်၍သူ၏အသက်ဝိညာဉ်ကိုမရဏနိုင်ငံမှကယ်လို့ရမည်ဒါမိမိရဲ့ကလေးကိုဆုံးမတွင်တင်ဖို့ပြောဆိုထားခြင်းပဲဖြစ်ပါတယ်နော်ငါသားတင်းနှလုံး၌ပညာရှိလင်ငါနှလုံးနှင့်ငါကိုယ်တိုင်သည်ဝမ်းမြောက်လိမ့်မည်တင်းနှုတ်သည်မှန်သောစကားကိုပြောသောအခါငါကြောက်ကပ်ရှင်လန်းလိမ့်မည်အပြစ်ထင်ရှားသောသူတို့ကိုမူစုသောစိတ်မရှိနှင့်တနေ့လုံးထာဝရဘုရားကိုကြောက်ရွံ့သောသဘောရှိစေလောမိမိရဲ့တက်တာမနော်တနေ့လုံးထာဝရဘုရားနဲ့မှီလို့ပြီးမှထာဝရဘုရားကိုကြောက်ရွံ့တဲ့စိတ်တဘောရှိရမယ်ဆိုတဲ့ဟာပြောဆိုထားခြင်းပဲဖြစ်ပါတယ်နော်အကယ်စင်စစ်အမှုဆုံးဖြတ်ခြင်းသည်ရောက်လိမ့်မည်တင့်မြောက်လင့်ခြင်းအကြောင်းမပြည့်ရငါသားငါစကားကိုနားထောင်၍ပညာရှိသဖြင့်ကိုယ်စိတ်နှလုံးကိုလမ်းမ၌ပဲ့ပြင်လော့ဇပိတော်ကျူတော်သူအမေသားစာကျူတော်သူတို့ကိုအပေါင်းပေါ်မလုံနဲ့ဒါဇပိတော်ကျူတဲ့လူအမေသားစာကျူတဲ့လူကိုအပေါင်းပေါ်မလုံနဲ့ဆိုတာတကယ်တည်ရက်တွေအလွန်ကျွံတောက်သုံးတဲ့သူနောက်ပြအစားတောက်တွေအလွန်ကျွံစားသုံးတဲ့သူဒီလိုမျိုးနော်ပြောရမှာဆိုရင်အစာမဲ့တဲ့သူအတောက်မဲ့တဲ့သူကိုဘာဖြစ်လဲအပေါင်းတွေမလုံးနဲ့လို့ပြောဆိုထားခြင်းပဲဖြစ်ပါတယ်နော်တောက်ကျူတော်သူနှင့်စာကျူတော်သူသည်ဆင်းရဲခြင်းတို့ရောက်လိမ့်မည်အိတ်ကျူတော်သဘောသည်လူကိုအဝတ်ခြုံတတ်၏တင့်ကိုဖြစ်ပွားစေသောအဘ၏စကားကိုနားထောင်တော့အသက်ကြီးသောအမိကိုမထီမဲ့မြင်မပြုနဲ့အသက်ကြီးတဲ့မိဘကိုနော်မထီမဲ့မြင်ပြုလို့မရအောင်နော်မိဘကိုယူတရားမှာဖြစ်ပါတယ်နော်တမန်တရားကိုဝယ်လို့မယောင်းနှင့်ပညာကို၎င်းဆုံးမဩဝါဒကို၎င်းဉာဏ်တတိကို၎င်းထိုအတူပြုလို့ဖြောင့်မတ်တော်သူ၏အဘသည်အလွန်ဝမ်းမြောက်လိမ့်မည်ပညာရှိသောသားကိုဖြစ်ပွားစေတော်သူသည်ထိုသား၌အာရဝမ်းမြောက်လိမ့်မည်တင်းမိဘတို့သည်ဝမ်းမြောက်၍တင့်ကိုမွေးဖွားတော်သူသည်ရှင်လန်းလိမ့်မည်ငါသာတင်းနှလုံးကိုငါအားပေးလို့သူလားဖျားရှင်ကျွန်တော်တို့ရဲ့နှလုံးသားကိုတောင်းတနေတာဖြစ်ပါနော်ကျွန်တော်တို့နှလုံးသားကိုဖျားသခင်ထံမှာပြီးဖို့ဖျားရှင်အမြဲတမ်းဖိတ်ခေါ်နေတာဖြစ်ပါတယ်နော်တင်းမျက်စိတို့သည်ငါသွားသောလမ်းကိုကြည့်မှတ်စေပြည်တစားမသည်နည်းနည်းသောကျုံးကဲ့သို့၎င်းအမျိုးပြတ်သောမိမသည်ကျင်းသောမြေတွင်ကဲ့သို့၎င်းဖြစ်၏သူသည်ဓမြကဲ့သို့ချောင်းကြည့်တတ်၏လွန်ကျူးသောယောက်ျားများပြားစေခြင်းကပြုတတ်၏အဘယ်သူသည်ဝမ်းနည်းခြင်းရှိသည်နည်းအဘယ်သူသည်ညီတွားခြင်းရှိသည်နည်းအဘယ်သူသည်ရန်တွေ့ခြင်းရှိသည်နည်းအဘယ်သူသည်မြည်တမ်းခြင်းရှိသည်နည်းအဘယ်သူသည်အကျိုးအကြောင်းမရှိထိခိုက်၍နာခြင်းရှိသည်နည်းအဘယ်သူသည်မျက်စိနှီးခြင်းရှိသည်နည်းဟုမူကားပြောပြလိမ့်မယ်နော်ဇပိကိုကြောင့်မြတ်စွာတောက်လက်နေသောသူစိနှင့်ရောသောဇပိကိုရှာတတ်သောသူတို့သည်ထိုသို့သောလက္ခဏာရှိကြ၏ဒါတော့အပြင်လောကမှာလည်းအများတန်းတွေ့ရတယ်နော်တောက်စားတဲ့လူကဘာဖြစ်လဲသူတို့ရဲ့မျက်စိကအများတန်းနီနေတတ်တယ်နော်အဲဟာကိုဖော်ပြခြင်းပဲဖြစ်ပါတယ်နော်ဖလား၌နီလဲအယောင်တောက်လက်အချိုးအမြင်ဝင်လဲရှိသောဇပိကိုမကြည့်မချွတ်နဲ့နောက်ဆုံး၌မွေကဲ့သို့ကိုက်တတ်၏မွေစိုးကဲ့သို့နာစေတတ်၏တင်းမျက်စိတို့သည်အမျိုးပြတ်သောမိမတို့ကိုကြည့်ရှု၍တင်းနှလုံးသည်လည်းကောက်သောစကားကိုမွတ်ဆိုလိမ့်မည်အကယ်စင်စစ်တင်သည်ပင်လယ်၌အိတ်တော်သူတင်မောရွက်တိုင်ပြားပေါ်မှအိတ်တော်သူကဲ့သို့ဖြစ်လိမ့်မည်သူတို့သည်ငါကိုရိုက်ကြပြီတိုးတော်လဲငါမနာငါကိုထိုးကြတော်လဲငါမသိအဘယ်အချိန်မှငါနိုးရမည်နီ
တဖန်ငါရှာဥမီဟုတင်ဆိုလိမ့်တည်းတုတ်တန်ကျန်အခန်းကြီး23တင်မှ35ကိုအစဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နော်ရောက်စီတိုင်းဖျားရှင်ကောင်းချီးပေးပါစေဘိုင်ဘိုင်